Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ Gemini ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ Drive ထဲမှာရှိတဲ့ PDF တွေကို summarize လုပ်ခိုင်းမှာပဲဖြစ်ပါတယ်ပုံမှန်ဆိုရင် PDF တွေဘာတွေကို summarize လုပ်ချင်တဲ့အခါမှာဒီ ChatGPT တို့ Gemini တို့အထက်ကို Holo Plus နဲ့ upload file တွေထည့်ပြီးတော့ summarize လုပ်ခိုင်းကြရပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ Drive ထဲမှာရှိတဲ့ file တွေကအရင်များပြီးတော့ download လည်းပြန်ပြီးတော့မဆွဲချင်ဘူးဆိုလို့ရှိရင်တော့ဒီ Gemini မှာ Drive ကိုတစ်ခါရေးသွားပြီးတော့အဲ့ဒီရဲ့ဒီ PDF တွေကို summarize တစ်ခါရေးလုပ်ခိုင်းလို့ရပါတယ်အရင်ဆုံးဒီထဲမှာတော့ရွှေရဲ့ဒီ Deutsch ပေါ့နော် German language လေ့လာနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသူ့ရဲ့ PDF တွေကတစ်ခုကို summarize လုပ်ခိုင်းမှာဖြစ်ပါတယ်ဆိုတော့ဒါကသူ့ရဲ့ textbook ပေါ့နော်သူ့ရဲ့ textbook ကိုဖွင့်လိုက်မယ်ပြီးသွားလို့ရှိရင်ဟောဒီမှာဒီ Ask Gemini ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါအဲ့ဆိုရင်တော့ဒီလိုမျိုး box လေးကြာလာမှာဖြစ်ပါတယ်အဲ့ box လေးထဲမှာကိုလိုချင်တဲ့ prompt လေးကိုရိုက်ထည့်ပြီးတော့မေးလို့ရပါတယ်အဲ့ဆိုရင်ဒီမှာဆိုရင် summarize this PDF ပေါ့နော်ဒီလိုမျိုး summarize မှမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီထဲမှာပါတဲ့ content တွေအကြောင်းနဲ့ပတ်သက်ပြီးလည်းမေးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့သူခဏနေရင်ဒီမှာထွက်လာပြီပေါ့နော် This PDF is titled Berliner Platz Berliner Platz ဆိုပြီးတော့ဒီမှာသူ့ရဲ့ဒီ content တွေပေါ့နော်ဒါကဘာအတွက်ရေးပေးထားတဲ့ PDF လေးမှာဆို German language textbook for adult and young adult နဲ့စသဖြင့်ပြီးတော့သူ့ရဲ့ဒီ components တွေကဘာတွေပါတာလဲဒီအထဲမှာပြီးသွားရင် lesson topics တွေကိုပါပြောပြမှာဖြစ်ပါတယ်ဒီမှာဆို chapter 1 2 3စသဖြင့် chapter 5ကဘာအကြောင်းလဲ chapter 6ကဘာအကြောင်းလဲတခုချင်းစီကိုအသေးစိတ်ရှင်းပြပေးထားတာကိုတွေ့ရပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းဒီ prompt လေးတွေကိုဒီကိုရဲ့ Google Docs ထဲမှာတင်လို့ရတယ်လို့မျိုးဒီတခြားဥစ္စာနဲ့ပတ်သက်ပြီးတော့ဒီ question လေးတွေပေါ့နော် key question လေးတွေကိုလည်းသူက suggest လုပ်ပေးထားတယ်လို့မျိုးကိုဘာသာကိုထပ်ပြီးတော့ဒီ prompt လေးရိုက်ပြီးတော့လည်း question တွေကိုမေးလို့ရပါတယ်